ညီကိုအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဗီဒီယိုကနေညီကိုအားလုံးကိုပြန်ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာတော့ round 16ပေါ့နော် champion နဲ့ round 16ဒါဒုတိယအကြော့ရှင်ပြိုင်မှုတွေရှိတယ်ကျွန်တော်အနေနဲ့ပထမဆုံးပြောချင်တာကတော့ညီကိုအနေနဲ့ဒါကျွန်တော် YouTube channel ကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ပြီးတော့အားပေးကြပါခင်ဗျround 16မှာဒါဘာစီလိုနာနဲ့ဘင်ဖီကာရှိမယ်လီဗာပူးနဲ့ဘိုင်ယန် sorry ပါလီဗာပူးစနဲ့ဘိုင်ယန်ရှိမယ်အင်တာနက်ဖီနိုရှိမယ်လီဗာပူးနဲ့ PSG ရှိမယ်ဒါကတော့ဒီနေ့ဒါ champion လေး round 16ဒုတိယအကြော့ကံမဲ့ပွဲစဉ်တွေဖြစ်ပါတယ်ဒီ3ပွဲကဒီကြည့်ရမယ်ဆိုရင်ပေါ့နော်ဒီ4ပွဲကဒါအဆုံးပြီးခဲ့တဲ့အချိန်တွေမှာဒါဂိုးအောက်ထားရတယ်များတယ်ဒါ3ပွဲကဂိုးအောက်ထားတယ်ဒါတသိန်းမဲ့ဂိုးပေါ်ထားတယ်လီဗာပူးစနဲ့ဘိုင်ယန်ကျွန်တော်အနေနဲ့ကြည့်ရမယ်ဆိုရင်ဒီအကြော့မှာလည်းဒီပုံစံအတိုင်းပဲသွားမယ်လို့ထင်တယ်ပြီးခဲ့တဲ့အကြော့လိုမျိုးပေါ့နော်ဂိုးအောက်တွေနဲ့ဒါဘိုင်ယန်ဂိုးပေါ်ဒီပုံစံမျိုးတိုင်းမဲ့သွားမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပထမဆုံးကျွန်တော်ဘာစီလိုနာနဲ့ဘေဘီကာပွဲရနဲ့အရင်စားပြောပါမယ်ဘာစီလိုနာနဲ့ဘေဘီကာမှာဒါဘာစီလိုနာကနေတလုံးကိုအပြေရှုံးပြီးတယ်ဂိုးပေါင်းကြီးမှာတော့ဒါ3လုံးအပြေရှုံးဆိုပြီးတော့ပြင်းတယ်တလုံးအပြေရှုံးနေတာဂိုးပေါင်းကြီး3လုံးအပြေရှုံးပေးထားတာအရဆိုရင်ဘိုဂီရီတာကြီးမလှည့်ဘူးဆိုရင်ဒါဘာစီလိုနာတစ်ဖက်တည်းရပဲ 2C 3C လောက်ထိတော့သွားမယ်ဆိုပြီးတော့ဒါမှန်းထားရလို့ကျွန်တော်အနေနဲ့မြင်နေပြဒါဘာစီလိုနာတစ်ဖက်တည်းရပဲ 2C 3C ဒီပုံစံလောက်ပဲသွားလိုက်မယ်တော့ထင်ပေါ့နော်ဒါဘာစီလိုနာအနေနဲ့အင်ကွင်းကနေဒါ 2C 3C လောက်သွားမယ်တစ်ဖက်ဘေဘီကဘာစီလိုနာကိုပြန်ပြီးတော့ဂိုးမသွင်းနိုင်မှုဆိုပြီးတော့ဒါဘိုဂီရီခံမှန်းထားရလို့ကျွန်တော်အနေနဲ့မြင်နေပေါ့နော်ဘင်ဖီကာအနေနဲ့ကြည့်ရမယ်ဆိုလဲဒါဘင်ဖီကာအနေနဲ့ပထမအကြော်မှာဒါဘာစီလိုနာကိုအင်ကွင်းကနေ 0-1 ဆိုပြီးတော့ရလက်နဲ့အရင်နှိမ့်ခဲ့တယ်ဒါကြောင့်ဒီအဝေးကွင်းမှာပိတ်ဖို့ဆိုရင်လည်းဘင်ဖီကာလေးနဲ့ပိတ်လို့မရတော့ဘူးဒါတိုက်မှပဲရတော့မယ်ဘင်ဖီကာလေးနဲ့တိုက်မှရတော့မယ်ဆိုတော့ဘင်ဖီကာတိုက်လေဘာစီလိုနာအတွင်းလေဒီပုံစံမျိုးတိုက်မဲ့လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်နေပြဒါကြောင့်ဒါဘော်ဒီကြီးနဲ့ဂိုးပုံကြီးတွေမှာမြင်နေတာလို့ကျွန်တော်အနေနဲ့မြင်နေဘင်ဖီကာဖွင့်ဆော်လာမယ်အဝေးကွင်းမှာဆိုလဲဒါသူ့အနေနဲ့ဖွင့်ဆော်လာမယ်လို့ကျွန်တော်အနေနဲ့ခံမှန်းမိတာဖြစ်တဲ့အတွက်ကြောင့်ဘာစီလိုနာနဲ့ဘင်ဖီကာပွဲစဉ်မှာဆိုရင်ဒါကြီးရကျွန်တော်အနေနဲ့ဒါဘာစီလိုနာပဲ 2C 3C လောက်တွင်းလိုက်မယ်လို့ခံမှန်းမိတဲ့အတွက်ကျွန်တော်အနေနဲ့ဘာစီလိုနာဘော်ဒီကိုကြိုက်ပါတယ်အကြိုက်တွေ့ညီကိုကျွန်တော်တို့ဘာစီလိုနာဘော်ဒီလေးလိုက်ဆော့ပါဗျဒါဆိုကျွန်တော်နောက်ထပ်တစ်ပွဲသွားပါမယ်နောက်ထပ်တစ်ပွဲကတော့ဒါလီဗာပူးစနဲ့ဘိုင်ယန်မြူးနစ်ပါလီဗာပူးစနဲ့ဘိုင်ယန်မြူးနစ်လီဗာပူးစနဲ့ဘိုင်ယန်မြူးနစ်မှာဒါအဝေးကွန်းဘိုင်ယန်ကနေတော့ level 50ရှုံးဆိုပြီးတော့ပေးထားတယ်ဂိုးပုံးကြီးမှာတော့ဒါ3လုံးကို50စားဆိုပြီးတော့ပေးထားတယ်ဒီပွဲကပြောရမယ်ဆိုရင်အဝေးကွင်းကလာကနေဘိုင်ယန်မြူးနစ်ကိုမကြိုက်ဘူးဗျဘာဖြစ်လို့လဲဆိုတော့ဘိုင်ယန်အနေနဲ့ဒါပထမအကျော်သူ့အင်ကွင်းမှာ3ဆိုရရတဲ့နိုင်ပြီးအဝေးကွင်းမှာသူ့အနေနဲ့ပိတ်တော့မယ်ဒါဘိုင်ယန်ဘလောက်ပဲပိတ်တစ်ဖက်လီဗာပူးစင်ကဒါသူ့အင်ကွင်းမှာသူ့ပရိသတ်တွေကိုဖျော်ဖြေရမှာဖြစ်တဲ့အတွက်ကြောင့်ဒါသူ့အနေနဲ့ဂူရအောင်ကံမရမယ်ဖွင့်တိုက်မယ်ဘာစီလိုနာဒါဘိုင်ယန်မြူးနစ်ကပိတ်မယ်ပေါ့နော်ဒီပုံစံအနေထားမှာရှိတယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ရွေးရမယ်ဆိုရင် level ပြောရမယ်ဆို level 50ချုံးတယ်3လုံး50စားကပြောရမယ်ဆိုဒါဂျာမန်ကပွဲတွေအတွက်ဆိုရင်တော့ဒါပျော့တယ်လို့ကျွန်တော်အနေနဲ့မြင်နေဗျဂျာမန်ကပွဲတွေအတွက်ဆိုရင်တော့ပျော့မယ်အနည်းဆုံးဒီပွဲက2-1လောက်ထိသွားနိုင်မယ်အနေထားမှာရှိတယ်ဒါကြောင့်ဒီပွဲမှာကျွန်တော်အနေနဲ့ဒါလီဗာပူးစင်နဲ့ဘိုင်ယန်မြူးနစ်မှာကျွန်တော်အနေနဲ့ဒါထွေထွေတော့ပြောမနေတော့ပါဘူးဒါလီဗာပူးစင်ဘော်ဒီကိုကြိုက်ပါတယ်အကြိုက်တွေ့ညီကိုကျွန်တော်တို့လီဗာပူးစင်ဘော်ဒီလေးလိုက်ဆော့ပါအကြိုက်မကြည့်တော့ပကံဆော့ပါနော်ဒါဆိုကျွန်တော်နောက်ထပ်တစ်ပွဲကိုသွားပါမယ်ဗျနောက်ထပ်တစ်ပွဲကတော့ဒါလီဗာပူးနဲ့ PSG ပွဲဖြစ်ပါတယ်PSG အနေနဲ့သူ့အိမ်ကွင်းမှာဒါဘယ်လိုပြောမလဲ PSG အနေနဲ့ဒါသူ့အိမ်ကွင်းမှာလီဗာပူးကိုဒါ0-1ဆိုပြီးတော့အရင်နေငယ်တယ်လီဗာပူးကူးသမားလည်းတော်တော်လေးလက်ဆွဲပြရတယ်ပေါ့နော်ဒါအခုတစ်ခေါက်ကြာရင်လီဗာပူးအိမ်ကွင်းဖြစ်သွားပြီဒါကြောင့် PSG အနေနဲ့အသက်ကုန်တိုက်မှရမယ် PSG ကလည်းပြောမယ်ဆိုရင်ဒါသူ့အနေနဲ့သူ့လိမှာတော့ရှုံးပွဲမရှိဘူးပေါ့နော်ဒါသူ့လိမှာရှုံးပွဲမရှိဘူးဆိုပေမဲ့ဒါချန်ပီယံလိဖြစ်တဲ့အတွက်ကြောင့်ပြီးတော့လီဗာပူးအိမ်ကွင်းမှာကဲမှာဖြစ်တဲ့တစ်ချက်ကြောင့်ပြီးတော့လီဗာပူးကလည်းလက်ရှိမှာပရီးမီးယားလိဖလားရဲ့အဆင့်1နေရာမှာရှိတယ်PSG အနေနဲ့လွယ်တော့မလွယ်ကူဒါပေမဲ့ကြည့်ရမယ်ဆိုဘိုးဘော့ကန်သွင်းမှုပြီးခဲ့တဲ့ဒါပေါ့နော် PSG နဲ့လီဗာပူးနောက်ဆုံးကစားခဲ့တဲ့ပွဲတုန်းကဒါဘိုးဘော့ကန်သွင်းမှုပေါင်းစုပေါင်းဒါ20နဲ့မှ9ကြိမ်ရှိခဲ့တယ်total shoot 28ကြိမ်ဒါ target ကကန်တာ10ကြိမ်လီဗာပူးဘက်ကတော့ဒါ total shoot နှလုံးပဲရှိခဲ့တယ်ဒီနှလုံးမှာတစ်လုံးကဝင်သွားတယ်ဆိုရင်ကြည့်မယ်ဆိုရင် PSG ကအရန်တိုက်ခဲ့တယ်ဒါအိမ်ကွင်းမှာအရန်တိုက်ခဲ့ပေမဲ့သူ့အနေနဲ့ဂိုးတွေမရခဲ့ဘူးဒါကြောင့်အဝေးကွင်းမှာသူ့အနေနဲ့လုံးဝဖွင့်ပြီးဆော့မှာကိုရတော့မယ် PSG နဲ့လီဗာပူးဒါကြောင့်ဒီနေ့ပွဲမှာဒါလီဗာပူးကလည်းဂိုးသွင်းမလို့အိမ်ကွင်းမှာလီဗာပူးကလည်းဒါ0-1နဲ့တော့မကျင်နဲ့လောက်ဘူးဗျာသူ့အနေနဲ့0-1နဲ့ကျင်နေပြီးအိမ်ကွင်းမှာခန့်ဆော့နေမှာဆိုတော့ PSG ကိုဂိုးပေးရမယ်ဒါကြောင့်လီဗာပူးအနေနဲ့လည်းဂိုးသွင်းမယ် PSG အနေနဲ့လည်းဂိုးသွင်းမယ်လို့ကျွန်တော်အနေနဲ့ခံမှန်းမိတယ်ဖြစ်တဲ့အတွက်ကြောင့်ဒါလီဗာပူးနဲ့ PSG ပွဲမှာတော့ကျွန်တော်အနေနဲ့ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်အကြိုက်တွေညီကိုကျွန်တော်တို့ဂိုးပေါင်းအပေါ်လိုက်ဆော့ပါအကြိုက်မတူရင်တော့ပကံဆော့ပေါ့နော်ဒါဆိုကျွန်တော်နောက်ထပ်တစ်ပွဲသွားပါမယ်ဗျဒီဗီဒီယိုလေးကိုပေါ့နော်ညီကိုလေးနဲ့ကြိုက်နေတဲ့ရင် like and share လေးလုပ်ပေးကြပါညီကိုလေးနဲ့ဒါ
YouTube channel ကိုပေါ့နော် subscribe မလုပ်ရသေးရင်လည်း subscribe လေးတွေလုပ်ထားပေးကြပါခင်ဗျဒါဆိုတော့တပွဲနောက်ဆုံးပွဲဖြစ်ပါတယ်စုစုပေါင်းကျွန်တော်3ပွဲပြပါပြီနောက်ဆုံးတပွဲပဲကြံပါပြီဒါကတော့ internet ဖီရင်နုပေါ့ဒါ internet ဖီရင်နုပွဲစဉ်ဖြစ်တယ် internet ဖီရင်နုပွဲစဉ်မှာဒါဖီရင်နုအိမ်ခွန်းမှာ inter အနေနဲ့ Z2 ဆိုပြီးတော့အနိုင်ရလက်ကိုဖော်ဆောင်ထားတယ်ဒါကြောင့်အိမ်ခွန်းမှာသူ့အနေနဲ့ပိတ်ဆော့ရင်ဆော့လို့ရပြီလို့ကျွန်တော်အနေနဲ့မြင်နေဗျinter အနေနဲ့အိမ်ခွန်းမှာပိတ်ဆော့ရင်ဆော့လို့ရပြီပေါ့နော်ပြီးထားတဲ့ကြေးရတော့တစ်လုံးကိုအပြေရှုံးနေတာဂူပေါင်းကြီးမှာဒါနှလုံးကိုအပြေရှုံးဆိုပြီးတော့ကြေးပေးထားတယ်တစ်လုံးကိုအပြေရှုံးတယ်ဂူပေါင်းကြီးမှာဒါနှလုံးကိုအပြေရှုံး sorry ပါဒါ3လုံးကို50စားပါတစ်လုံးအပြေရှုံးတယ်3လုံး50စားenter ကဘော်ရီကြီးမှာတစ်လုံးကိုအပြေရှုံးပေးတယ်ဂိုးပုံးကြီးမှာ3လုံးကို50စားဆိုပြီးတယ်မြန်မာကြီးမှာတော့တစ်လုံးကို85ပြားရှုံး3လုံးကို40စားဒီပုံစံရဲ့ကြီးပေးထားရတယ်ဆိုကြည့်ရမယ်ဆိုရင်2စီးနဲ့ဒါအဝေးကုန်းမှာနိုင်ခဲ့တာဖြစ်တဲ့အတွက် enter အနေနဲ့တစ်ဖက်ထဲတော့ဂိုးမရတော့ဘူးလို့ကျွန်တော်အနေနဲ့မြင်နေပြတစ်ဖက်ဖီရင်နုကလည်းဂိုးသွင်းမယ်လို့ကျွန်တော်အနေနဲ့မြင်နေပြောရမယ်ဆိုရင်ဒီပွဲလေဂိုးပေါ်ကောင်းတော့ကောင်းတယ်ဗျဒါဂိုးပေါ်ကောင်းတော့ကောင်းတယ်ဆိုမှကျွန်တော်အနေနဲ့ဂိုးပေါ်မကြိုက်ဘူးဘော်ဒီကိုပဲရွေးပေးမယ်ဘော်ဒီမှာအင်တာမီလန်အနေနဲ့အနည်းဆုံး 1C 2C ဒီပုံစံလောက်တော့တွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်တစ်ဖက်ဖီရင်နုကလည်းဂိုးရကောင်းရနိုင်တယ်2-1လောက်လည်းတွားနိုင်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကြေးကိုမကြိုက်တာဖြစ်တဲ့ကြောင့်အတွက်ကြောင့်ပေါ့နော်ဒါအရေးစွန်ပြီးတော့ inter body ကိုပဲကျွန်တော်အနေနဲ့ထိုင်ကြည့်ပါတယ်အကြိုက်တွေ့ညီကိုကျွန်တော်တို့ inter body လိုက်ဆော့ပါဒါဆိုဒီနေ့ပြောပြီးတဲ့၄ဘွဲကိုကျွန်တော်ဒါပြန်ပြီးတော့ပြောပြမယ်ပေါ့နော်စုစုပေါင်းကျွန်တော်ဒီနေ့၄ဘွဲပြောပြီးသွားပါပြီဒီ၄ဘွဲကဘာတွေလဲဆိုရင်ဒါဘာစီလိုနာ body ဘိုင်ယန်ဂိုးပေါ်လီဗာပူးဂိုးပေါ် inter body စုစုပေါင်း၄ဘွဲပါအကြိုက်တွေ့ညီကိုလိုက်ဆော့ပါဒီ၄ဘွဲတွေကမှအကြိုက်ဆုံးတစ်ဘွဲကိုကျွန်တော် Telegram မှာတင်ပြပါမယ်ကျွန်တော်ရဲ့ Telegram link ကိုတော့ကျွန်တော် YouTube video ရဲ့ comment အောက်မှာရှာပေးပါမယ်ခင်ဗျဒါဆိုရင်ကျွန်တော်စုစုပေါင်း၄ဘွဲပါအကြိုက်တွေ့ညီကိုလိုက်ဆော့ပေါ့နော်မောင်းဆော့ခြင်းတဲ့ညီကိုတွေကလည်းလိုက်ဆော့ပါဒီ၄ဘွဲကိုကျွန်တော်ပြန်ပြီးတော့ပြောပြပါမယ်ဘာစီလိုနာ body inter body ပြီးတော့လီဗာပူးဂိုးပေါင်းအပေါ်ဘိုင်ယန်ဂိုးပေါင်းအပေါ်ဒီ၄ဘွဲပါဗျဒီ၄ဘွဲရအကြိုက်ဆုံးတစ်ဘွဲကိုကျွန်တော် Telegram မှာတင်ပေးပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲညီကိုတွေအားလုံးပဲဒါအပေါင်းပြနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့စုပေါင်းတော့ပေးလိုက်ပါတယ်ခင်ဗျ